အခုလာမဲ့ဩဂတ်လ1ရက်နေ့2026မှာကျွန်တော်ရဲ့အပတ်စဉ်29တန်းခွက်တစ်ဖွင့်မှာပါကျွန်တော်တင်ပေးမဲ့ဘာသာရပ်တွေကခေါင်းကြောက်လုံးစုပညာရေမဆေးပညာအသားတန်းကိုပိုင်နိုင်စွာခွက်တတ်ဖို့တဲ့ကြောက်မျိုးကြောက်သားကြောက်စီအတခံနဲ့လှုပ်ချက်လှုပ်ွက်တွေရဲ့အကြောင်းဈေးကွက်ရဲ့သဘောတဘာဝကျွန်တော်အဲ့ဒါတွေတင်ပေးမှာပါပြီးရင်ကျွန်တော်ကြောက်သွေးကြောက်ဖြတ်အဲ့ဒီဘာသာရေးတင်ပါမယ်နောက်တစ်ခုကကြောက်စိမ်းရောင်းဝယ်လုပ်တဲ့အခါမှာတင်းတော်တဲ့အထောက်ပံ့ဖြစ်စေဖို့အတွက်ကျွန်တော်တတ်ထားတဲ့တရုတ်ဘာသာစကားကိုတင်ပေးမှာပါတင်နန်းချိန်တွေက12နာရီကနေ2နာရီအထိကိုကြောက်သွေးကြောက်ဖြတ်တင်ပါတယ်2နာရီနဲ့3နာရီကိုခေါင်းကြောက်ပညာတို့အသားတန်းပညာတို့ကိုကျွန်တော်သူ့ရည်နဲ့သူအပိုင်းပိုင်းခွဲမှတင်ပေးပါတယ်3နာရီနဲ့4နာရီကျတော့ကျွန်တော်တရုတ်ဘာသာစကားပြောကြောက်စင်းအယောင်းဝယ်နဲ့ပတ်သက်တဲ့အရာတွေကိုတင်ပေးတာပါခင်ဗျာတင်နန်းရဲ့ဒီနေရာကမန္တလေးမြို့8940လမ်းရဲ့တောင်အင်ဂျင်မိုဘိုင်းဆိုင်ဆိုတာရှိပါတယ်အဲ့ဒီအင်ဂျင်မိုဘိုင်းဆိုင်ရဲ့ဝင်းထဲမှာကျွန်တော်ရဲ့တင်နန်းကျောင်းရဲ့အိမ်အမှတ်က9ပါအဲ့ဒီမှာ HDJ ကြောက်စင်းပညာလက်တွေ့တင်နန်းနဲ့တရုတ်စကားပြောတင်နန်းကိုဖွင့်ထားပါတယ်ခင်ဗျာဆိုတော့တင်နန်းကြီးကိုတစ်ချိန်ပေးသွင်းရုံနဲ့ကျွန်တော်တင်ပေးတဲ့ဘာသာရပ်တွေအကုန်လုံးမတတ်မချင်းမိမိစိတ်ကြည်တတ်တဲ့ကာလအထိကျွန်တော်တက်ရောက်ပညာသင်ခွင့်ကိုပေးထားပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်